အခုရပိုင်းTikTok မှာ account region ပြောင်းနေတဲ့ error လေးဖြစ်နေပါတယ်ဖြစ်နေတာတော့ကျွန်တော်3ရက်လောက်ရှိပြီပေါ့နော်ဒါက TikTok ရဲ့ error လားဒါမှမဟုတ် TikTok average မှာကိုတည်းကအဲ့လိုမျိုး region ပြောင်းသွားလားဆိုတော့အတိအကျမသိရသေးဘူးကျွန်တော် error လား TikTok average လားဆိုတာကိုတစ်ချက်စောင့်ကြည့်ရပါအောင်မယ်အကယ် error ဆိုရင်တော့ကျွန်တော်ခဏတော့အဆောင်လိုက်ပါကျွန်တော်နောက်ကျရင်တော့ region ပြန်ပေါ်လာဖို့ရှိပါတယ်တကယ်လို့ error မဟုတ်ဘူး TikTok average မှာကိုတည်းကအဲ့လိုမျိုးဖြစ်နေတာဆိုရင်တော့နောက်ပိုင်းလည်း region ကပြန်ပြီးတော့ပေါ်လာမှာမဟုတ်တော့ပါဘူးအဲ့တော့ကျွန်တော်ကိုယ့်ရဲ့ account region change မဲ့သူတွေအနေနဲ့ကျွန်တော်အခုအနေထားဆိုရင်တော့ region change လို့ရအောင်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ region ဆိုတာ change ဖို့ကို region ဆိုတဲ့နေရာပြောင်းနေရဖြစ်တဲ့အတွက် region change လို့ရအောင်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်စီမှာ service လာ ML customer ပဲဖြစ်ဖြစ်ကိုယ်တိုင် change နေတဲ့ customer ပဲဖြစ်ဖြစ်အခုရပိုင်းကတော့ change လို့ရအောင်မှာမဟုတ်ပါဘူးပြီးတော့ကြတော့ကျွန်တော်စီမှာ account ဝယ်တဲ့ customer ရဲ့အနေနဲ့ account region က Japan region ဟုတ်မဟုတ်စင်နီလေးကတော့အခုဆိုရင်အရင်ကလိုမျိုး setting နဲ့ဝင်ပြီးတော့ Japan region ဟုတ်မဟုတ်သွားပြီးဆက်လို့မရတော့ဘူးပေါ့နော်စစ်ပုံစံတွေကတော့ကျွန်တော်ကို Japan region account လိုမျိုးပေါ့နော်ဒီ TikTok monetization ရှောက်လို့ရတဲ့နေရာဖြစ်တဲ့ creator reward program ပေါ်လာဆိုတာကိုဆက်ရမယ်နောက်ပြီးသွားရင်ကျွန်တော်တို့ဒီ TikTok profile ကိုနှိပ်လိုက်မယ်ဆိုရင်ဘယ်ဘက်အပေါ်တောင်းကဒီ coin ပုံစံအဝိုင်းလေးပေါ်လာပါတော့အဲ့ဒီအချက်တွေကိုကြည့်ပြီးတော့ကိုယ့်ရဲ့ account က Japan region account ဟုတ်မဟုတ်စစ်လို့ရပါတယ်ခင်ဗျာကျေးဇူးပါတခြားသိချင်တာရှင်လည်း comment မှာဝင်ပြီးတော့မေးသွားလို့ရပါတယ်ကျွန်တော်ကတော့ social figure ပဲဖြစ်ပါတယ်